ရေနွေးငွေခံပေးရုံနဲ့ဝက်ချန်တွေကိုပျောက်စေနိုင်လားတစ်ချက်တော့ပြန်ပြီးတော့စဉ်းစားကြည့်နော်။ဘာကြောင့်ဝက်ချန်တွေဖြစ်လဲဆိုတော့ကိုယ့်ရဲ့တနေ့တာသွားတာလှုပ်ရှားပြီးတိုင်းအသားရည်ချွေးပေါက်ထဲမှာဆဲတွေဓာတ်ဆဲတွေအညစ်ကြေးတွေပိုက်မိတာများရင်တော့ဝက်ချန်တွေကိုဖြစ်စေနိုင်တယ်။တစ်ပတ်ကိုတစ်ကြိမ်နှစ်ကြိမ်ရေနွေးငွေခံပေးရုံနဲ့အသားရည်ချွေးပေါက်ထဲမှာရှိတဲ့အညစ်ကြေးတွေကိုအထီးရောက်ဆုံးဖယ်ရှားပေးနိုင်တယ်။အကျိုးကျေးဇူးတွေကတော့ချွေးပေါက်တွေပွေပြီးတော့သွေးလည်ပတ်မှုအားကောင်းလာတယ်။စကင်ကဲလောက်တိုင်းဆုပ်ယူမှုအားကောင်းလာတယ်။စိုးကျိုးတွေကတော့မျက်နှာအသားရည်ထိခိုက်လို့ဆိုရင်တော့လုံးဝကိုမှမလုပ်သင့်ပါဘူးကိုကဝက်ချန်တွေထွက်ပြီးတော့အသားရည်လည်းညစ်တယ်ချွေးပေါက်လည်းပိတ်နေတယ်ဆိုရင်တော့ရေနွေးငွေခံပေးတာကလည်းကုညီပေးရရောက်ပါတယ်တစ်ခါလုံးမယ်ဆိုရင်တော့အနည်းဆုံး9မိနစ်အများဆုံး10မိနစ်ထက်ပို့ပြီးတော့မလုပ်ပါနဲ့ဒါပေမဲ့ရေနွေးငွေခံပေးရုံနဲ့ဝက်ချန်တွေပျောက်စေနိုင်လားဆိုတော့ရေနွေးငွေခံပေးတာကတော့အသားရည်ချွေးပေါက်ထဲမှာရှိတဲ့အညစ်အကြေးတွေကိုသူကအထီးရောက်ဆုံးဖယ်ရှားပေးနိုင်တာကိုကဝက်ချန်တွေကိုမြန်ပျောက်ချင်တယ်ဆိုရင်တပတ်ကလေးစင်းလေးလုပ်ပေးတာမျက်နှာတစ်စစ်ပြကောင်းလေးနဲ့တစ်ပေးတာအဆိုသက်ဖြစ်ပေးတာမော်ချွာလေးသုံးပေးမှဆိုရင်တော့ဝက်ချန်တွေဆိုရင်လက်တွေ့တက်တာပျောက်ကင်းပါတယ်ရှင်နောက်ထပ်သိချင်တာရှိ comment အောက်မှာမန်းလာပေးလို့ရပါတယ်